Number 1အနေနဲ့ဖုထုံဆိုတာကကြတော့အကြောင်းကိုပြောတယ်တခုခုအကြောင်းပြောပါဒီနေရာမှာကြိုက်တာထည့်လို့ရတယ်ဥပမာအနေနဲ့ကမ္လန်ဖုထုံ cry you cry ပါတဲ့အတွက်သူဒီမေးခွန်းစာချောင်းဖြစ်သွားတယ်အဲ့တော့ဘယ်သူအကြောင်းကိုပြောနေတာလဲကမ္လန်ယူဆိုပြောနေတာဘယ်သူအကြောင်းကိုပြောနေတာလဲကမ္လန်ယူဖုထုံ cry youအခုกำลังพูดถึงอยู่พอรู้เลยพูดถึงอยู่ဆိုတာအကြောင်းကိုပြောနေတာกำลังဒီနေရာမှာနာစာကိုပတ်ထားဥပပြီးပြောလိုက်တာဒီဥပမာလာနေတယ်ပေါ့တယောက်လာနေတဲ့အချိန်မှာกำลังพูดถึงอยู่พอรู้เลยนี่အကြောင်းကိုပြောနေကြတာအတော်ပဲนี่အကြောင်းကိုဟိုပဲပြောနေတာအဲ့လိုပုံစံပေါ့กำลังพูดถึงอยู่အကြောင်းကိုပြောနေတာพอรู้เลยအတော်ပဲเจ้านายพูดถึงเธออยู่นะเจ้านายဆိုတော့တထေพูดถึงเธอဆိုတော့နေ့အကြောင်းကိုပြောတယ်เธออยู่ဆိုတော့နေ့အကြောင်းကိုပြောနေတယ်เจ้านายพูดถึงเธออยู่นะไปพูดถึงเขาทำไมไปพูดถึงเขาသူ့အကြောင်းကိုတွားပြောတာทำไมသူ့အကြောင်းကိုဘာလို့တွားပြောတာလဲทำไมဆိုတော့ဘာကြောင့်သူပြောတာလဲไปพูดถึงเขาทำไมพูดถึงหน่อยก็ไม่ได้หรอกพูดถึงဆိုအကြောင်းကိုပြောတာน้อยဆိုနည်းနည်းလေးမှก็အကြောင်းကိုနည်းနည်းလေးပြောတာတော့မှလည်းပဲไม่ได้หรอกမရဘူးလားနဲ့အကြောင်းနည်းနည်းမှပြောလို့မရဘူးလားพูดถึงหน่อยก็ไม่ได้หรอกอย่าไปพูดถึงอีกเลยไปอย่าไปพูดถึงอีกဆိုထပ်ပြီးတော့အကြောင်းကိုဝါမပြောနဲ့อย่าไปพูดถึงอีกเลยอย่ามาพูดถึงเขาที่นี่พูดถึงเขาသူ့အကြောင်းကိုပြောတယ်อย่ามาလာပြီးမပြောနဲ့อย่ามาพูดถึงเขาที่นี่จะมาพูดถึงเขาทำไมဘာကြောင့်သူ့အကြောင်းကိုလာပြောမှလဲဘာလို့သူ့အကြောင်းကိုပြောမှလဲจะมาพูดถึงเขาทำไมเมื่อวานยังพูดถึงเธออยู่เลยเมื่อวานมันนี่ก็เรายังพูดถึงเธออยู่เลยเนี่ยจังกูပြောနေသေးတယ်ยังဆိုတော့သေးတယ်ยังพูดถึงเธออยู่เลยလို့ပြောလို့ရပါတယ်ရှင်